ကြီးထိုးသတ်မှတ်ထားပြီးသားလေသူဟိုဟာပြီလို့ဘလောက်ပဲဖြစ်6000ပဲရောင်းဝဲကို6000တော့သတ်မှတ်ဟုတ်တယ်ဘယ်လိုလုပ်ပြင်မရမှာဒါ तू ကဘောဘက်ကသတ်မှတ်ပေးတာလေရောင်းနေတဲ့သူတွေရောင်းအဲ့လိုမျိုးပေါ့နော်ဘာပြောတေချာလုတ်ပေးတာလားလေကပြားမှာတေချာလေးကိုစနစ်တကျနဲ့သက်ဘယ်တော့ရောက်ပါပြီဘယ်တော့ရောက်ပြေးရဆိုတော့လည်းလူစီသွားတယ်ဟုတ်ပါရဲ့ဒီနေ့ချက်သွားတယ်ဟုတ်ပါဘယ်တော့ရောက်ပြီ